င်္ဂလာပါ My Property House Company မှာ GBU ပါဒီနေ့မှာ GBU ကလူကြီးမင်းတို့အတွက်ဘန်ကောက်မှာကွန်ဒိုခန်းတစ်ခန်းဝယ်ပြီးသွားတာနဲ့3နှစ်အတွင်းမှာ21ရာခိုင်နှုန်း return ပြန်ရမယ့်အခွင့်အရေးရှိတဲ့ကွန်ဒိုတွေနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီကွန်ဒိုတွေကတော့ဘန်ကောက်မြို့ရဲ့တကယ်အချက်အချာကျတဲ့နေရာကောင်းတွေမှာရှိတဲ့ Sukhumvit area အတွင်းက Rise Sukhumvit 101နဲ့ Ceylon Sector area မှာရှိတဲ့ Regent Home Watercat ကွန်ဒိုမီနီယံအကြောင်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့ GBU ရောက်ရှိနေတဲ့နေရာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့အချက်ချာကျတဲ့နေရာတွေရဲ့တစ်ခုဖြစ်တဲ့ Regent Home Watercat ဆိုတဲ့ကွန်ဒိုကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီကွန်ဒိုတရှိရဲ့နေရာကတော့ Ceylon Sector area ထဲမှာဖြစ်ပြီးတော့ BDS Ceylon line ပေါ်မှာရှိနေတာပဲဖြစ်ပါတယ် location အနေနဲ့ကတော့ဘန်ကောက်မြို့ရဲ့ downtown area ဖြစ်တဲ့ Siam Paragon MBK Center နဲ့ Central Hall စတဲ့နေရာကနေပြီးတော့မှ BDS Sky Train စီးလာခဲ့မယ်ဆိုလို့ရှိရင်10မိနစ်စီအောင်နဲ့ဒီနေရာကိုရောက်ရှိမှာဖြစ်ပါတယ်။ station ကနေပြီးတော့မှကွန်ဒိုကိုလမ်းလျှောက်5မိနစ်ရှောက်ရုံနဲ့လေဒီကွန်ဒိုကိုအများဆုံးရောက်ရှိလာနိုင်မှာဖြစ်ပါတယ်။ Regent Home Watercat Project မှာဆိုရင် building 2ခုပါဝင်မှာဖြစ်ပါတယ်။ Common areas တွေကတော့အဆောက်အဦ2ခုစလုံးရဲ့9လွှာမှာအသီးသီးရှိပါတယ်။ Condo facilities အနေနဲ့ဆိုရင်တော့ရေကူးကန် gym playground co-working space နဲ့ meeting room တွေပါဝင်မှာပဲဖြစ်ပါတယ်အခန်းတစ်ခန်းချင်းစီရဲ့အကျယ်ဝန်းကတော့23 square meter 26 square meter 31 square meter နဲ့38 square meter ဆိုပြီးတော့ရွေးချယ်နိုင်ပါတယ်။ GBU ရဲ့ My Property House Company ကဝယ်ယူတဲ့ customer တွေအတွက် fully furniture appliance တွေအပြင် cutting တွေပါထည့်ပေးထားမှာဖြစ်လို့လူကြီးမင်းတို့ကအခန်းကိုဝယ်ယူပြီးတာနဲ့အဆင်သင့်ဝင်ရောက်နေထိုင်နိုင်မှာဖြစ်တယ်လို့ပြန်လည်ငှားရမ်းခြင်းတဲ့အခါမှာလည်းအဆင်သင့်ငှားရမ်းနိုင်မှာပဲဖြစ်ပါတယ်။ဒီကွန်ဒိုကိုဘယ်လိုလူမျိုးတွေဝယ်ယူတဲ့လဲဆိုတော့အခုမှပထမအဆုံးထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူမဲ့သူတွေထိုင်းနိုင်ငံမှာလှုပ်လာလှုပ်ချင်တဲ့သူတွေနဲ့ထိုင်းနိုင်ငံမှာရင်းနှီးမြှုပ်နှံချင်တဲ့သူတွေလာပြီးတော့ဝယ်ယူသင့်ပါတယ်။ရင်းနှီးမြှုပ်နှံသူတွေအတွက်အကောင်းဆုံးအားသာချက်ကတော့ပတူနက် area downtown area ကနေပြီးတော့ BTS တက်ဆင်တဲ့စီးရုံနဲ့ဒီနေရာကိုရောက်ရှိနိုင်တာဖြစ်တဲ့အပြင် BTS station ကလည်းကွန်ဒိုကိုလာမယ်ဆိုလို့ရှိရင်မိနစ်နဲ့ငယ်တွေမှာရောက်ရှိနိုင်ပါတယ်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကွန်ဒိုမှာ full facilities ပါဝင်တာဖြစ်တဲ့အပြင်ကွန်ဒိုရဲ့ဈေးနှုန်းကလည်းပြန်လည်ငှားရမ်းတဲ့အခါမှာဈေးနှုန်းအသင့်တင်နဲ့ငှားရမ်းနိုင်တာဖြစ်တဲ့အတွက်ငှားရမ်းခြင်းတဲ့သူတွေကလည်းအမြဲတမ်းအဆက်မပြတ်ရှိနေမှာပဲဖြစ်ပါတယ်။ဒီကွန်ဒိုရဲ့ဈေးနှုန်းနေထားကလည်း low rise project တွေကတစ်ခုဖြစ်တဲ့အတွက်သင့်တင်တဲ့ဈေးနှုန်းနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်။ building ဒီဘက်ကထွက်ရင်ဝတ်သက်ခတ်ရထားဘူတာလည်းရှိတာဖြစ်ပြီးတော့ဒီဘူတာကနေမဟာချိုင်ကိုလည်းတွားရောက်နိုင်ပါတယ်။အခုကြည်ပြပြောပြသွားတဲ့ဒီကွန်ဒိုရဲ့အားသာချက်တွေကိုလူကြီးမင်းတို့ကသိရှိပြီးသားပြီဆိုတော့လူကြီးမင်းတို့ကိုယ်တိုင်ဒီကွန်ဒိုမှာနေကျင်တာပဲဖြစ်စေရင်းနှီးမြှုပ်နှံကျင်တာပဲဖြစ်စေအသေးစိတ်ချက်လက်တွေကိုထပ်မံပြီးတော့သိရှိကျင်တယ်ဆိုလို့ရှိရင်တော့ကြည်လူရဲ့ Messenger ကိုအခုပဲ highlight ပါနော်အားလုံးမင်္ဂလာပါကြည်ပြခုရောက်နေတာကတော့ Rise Sukhumvit 101 condominium လေးမှာပဲဖြစ်ပါတယ်ရှင်ဒီကွန်ဒိုကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိရဲဆိုတာကိုအားလုံးသိပြီးသားဖြစ်မှာပါနော် True Digital Park ကို7မိနစ်ခန့်နဲ့ရောက်နိုင်မှာဖြစ်ပြီးတော့ BDS ဖုန်းနောက်ဝီတီ gate ကိုတော့6မိနစ်ခန့်သွားရုံနဲ့ရောက်ရှိနိုင်မှာဖြစ်ပါတယ်ဒီကွန်ဒိုနဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်တွေကိုနောက်ပိုင်းမှာဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်တဲ့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးကြပါနော်ဒီကွန်ဒိုမှာဆိုရင်အလွှာပေါင်း8လွှာနဲ့အခန်းပေါင်း200ဝန်းကျင်ပဲပါဝင်မှာဖြစ်ပါတယ်ရှင်ဒီကွန်ဒိုရဲ့အနီးမှာလည်း international school တွေအများကြီးရှိပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့လူနည်းစုလေးနဲ့ private center လေးတွေနဲ့ဒီအတွက်အထူးပဲပြင်ရပါတယ် facilities တွေအနေနဲ့ဆိုလို့ရှိရင်တော့24 hour security gate car parking gym နဲ့ co-working space တွေပဲဖြစ်ပါတယ်ရှင်အခန်းရဲ့အကျယ်ဝန်းအနေနဲ့35 square meter 30 square meter နဲ့28 square meter ဆိုပြီးတော့3မျိုးရွေးချယ်နိုင်ပါတယ်။ one bedroom အမျိုးအစားတစ်ခုရရှိနေခြင်းကလည်းဒီကွန်ဒိုရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။ Sukhumvit area အတွင်းမှာပဲဖြစ်လို့ဝယ်ယူပြီးတော့မိမိတို့ကိုယ်တိုင်နေထိုင်သည်ဖြစ်စေပြန်လည်ငှားရမ်းလို့သည်ပဲဖြစ်စေအချိန်မရွေးငှားရမ်းလို့ကူတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဈေးနှုန်းကလည်းဘတ်တန်းခွဲဝန်းကျင်သာရှိတဲ့အတွက်လူရန်ဒီပါဝယ်ယူနိုင်တဲ့ကွန်ဒိုမျိုးပဲဖြစ်ပါတယ်။ကွန်ဒိုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုအသေးစိတ်ထပ်မံသိရှိနေတယ်ဆိုလို့ရှိရင်လည်း CPM Messenger ကိုခုပဲ highlight ပါနော်။